ဒီနေ့ကတော့တကယ်ကံကောင်းတဲ့နေ့ပါတကယ်တော့ဒီနေ့မှာပေါ့နော်နှစ်ပိုင်းရဲ့ကိုစဉ်းစားထားတာလဲလေလဲဖရီတာစီမယ်စပိန်တွေလည်းစီးပြမယ်ပန်းချံကိုလည်းတခြားရိုက်မယ်ဆိုပြီးတော့ပလန်နေချပြီးတော့ဒီကို3နာရီလောက်ပေါ့နော်အဲကနေပြီးတော့3နာရီမထိုးခင်လောက်ထွက်လာပြီးဒီကိုလာနောက်မောင်းပါမိုးတွေပေါင်မဲညာလဲလမ်းကူးသွားလိုက်တာနဲ့ရောက်ပြီမိုးတွေရရွာနေဘယ်မှဆက်သွားလို့မရဘူးပေါ့နော်အနည်းဆုံး45မိနစ်လောက်တော့ရှိပြီလုံးဝမတိတ်သေးဘူးလုံးဝတိတ်ဖို့အစီအစဉ်လည်းမရှိဘူးဒါပေမဲ့လည်းအခုကွင်းစရိတ်ကိုရောက်တော့မှဘာရှိလဲဆိုတာတစ်ချက်လောက်တော့လိုက်ကြည့်မယ်ဒီကွင်းစရိတ် National Convention Center ကြီးอ่ะပေါ့နော်နိုင်ငံတကာအဆင့်မီ conference တွေလုပ်တယ်နောက်ပြီးတော့ပွဲအကြီးတွေလုပ်တယ် Pet Expo တို့ Jaw Expo တို့နောက်ပြီးတော့ Car Expo တို့အဲ့လိုမျိုးပေါ့နော်အဲ့လိုပွဲတွေလုပ်တယ် Shopping Center လည်းရှိရများသောအားဖြင့်ဒီနားမှာကျတော့ Chulalongkorn University လည်းရှိရတဲ့အတွက်ကြောင့်ပေါ့နော်ခုနကထိုင်နေတဲ့အချိန်မှာဆိုလို့ရှိရင်တက်တူကျောင်းသားကျောင်းသူတွေတွေ့ခဲ့ရတယ်သူတို့ဘွဲယူပြီးတော့တပုံရိုက်နေတာပေါ့နော်ဒီစန်တာကြီးကကြတော့လာမယ်ဆိုလို့ရှိရင်လွယ်တယ်သူကအာမာဒီဘလူးလိုင်းကွင်းစရိတ်ကနေပြီးဆင်းလိုက်တာနဲ့ A3 ကနေထွက်လာရင်ဒီကိုရောက်တယ်ပေါ့နော်ဒီမှာအခုကတော့ဘာပွဲမှတော့မလုပ်နေဘူးဒါပေမဲ့ဒီအပြင်မှာသူ့ရဲ့ရှောက်လန်းတောက်ရှောက်မှာပြထားတယ်သူတို့ထိုင်းရိုးရာအနုပညာလက်ရာတွေကတော့တော်တော်လေးကိုလှတယ်ဒီနေရာကမနက်9နာရီကနေပြီးတော့ည9နာရီထိပိတ်ရမရှိဖွင့်ပေးထားတယ်ပေါ်မှာတော့ shopping center ကြီးရှိတယ်ဒီမှာစားတောက်ဆိုင်တွေလည်းအများကြီးရှိတယ်မိုးကရွာနေတော့ကော်ဖီတောက်မယ်ပေါ့နော်ဒါပေမဲ့အပူတော့မဟုတ်ပါဘူးအေးပါဒီမှာကမြေအောက်အထက်က3ထပ်မြေပေါ်အထက်က8ထပ်တောင်စုစုပေါင်း17ထပ်တောင်ရှိတယ်ကြည့်ရတော့တော်တော်မိုက်တယ်ဒီမှာဆိုလို့ရှိရင် 7-Eleven မှာရှိရတဲ့အဲ့စန်တာရဲ့ 7-Eleven နေရာကာလာမပါဘူးအဲ့ကြောင့်မို့တစ်ခါလေးကြာရင်ပြောက်ကိုရထားစီးမယ်ပြီးတော့ဘိုက်စာလို့ထုံးစံအတိုင်းဒါမနဲ့21မှာခါချောက်ထားမယ်ခုကတော့အိမ်ပြန်နေပါပြီစားရင်အများကြီးစားပြီးတော့ဘိုက်ကြီးကလည်းတင်းသွားပြီဆိုတော့အိမ်မှာဆောင်းထုံပြီးတော့ကိုးပါတော့မယ်ဘိုင်